ဒါကတော့ကျွန်တော်ပြောပြီးသွားပြီဟိုနေ့တော့ကကျွန်တော်ဗီဒီယိုနဲ့ခဏရှင်းပြကြည့်ဒေဝင်နဲ့မရဘူး WP NTS sector မှာ accountant တို့ nursing တို့ massage တို့ဒီပြောရရင်တော့ beauty parlor တို့ဒါရမရဘူး WP NTS ဆိုတာကသူက F&B လောကမှာပဲရတယ်တူတော့စလုံးမှာတော်တော်များများကဒီကိုတာကိုကစားပြီးတော့ကစားတာမှန်တယ်လို့ကျွန်တော်မပြောဘူးနော်ကစားပြီးတော့သူတို့သုံးတယ်ဆိုတာမှတ်ထားစေချင်တယ်ကျွန်တော်ဒီကိစ္စကိုတစ်ခါပြောတော့ကသူတို့စလုံးတတိတချို့ agency ကစားပြီးတော့လို့ကျွန်တော်ပြောတဲ့အခါကိုတချို့တော့ပုံကိုယ်တွေကတော်တော်လေးလာပြီးတော့တိုက်ခိုက်ချင်တယ်အမားကိုရှာနေတော့အဲ့ဒီစကလုံးကိုသူကတော်တော်တိုက်ခိုက်ချင်တယ်ဒါပေမဲ့ကစားတတ်တယ်သူတို့တွေကဆိုတော့ဒီလိုကစားနေတဲ့ခါမျိုးတွေမှာအမိုမတိလာလို့ရှိရင်တော့ဘယ်သူပြက်နာတက်မှာလဲတတိပြက်နာတက်မယ် WPNTS အလုပ်သမားတွေကပြက်နာသူတို့ကကြီးမားပြီးမှာမဟုတ်ဒါပေမဲ့အလုပ်သမားတွေကပါပြက်နာဖြစ်လာမလဲဆိုသူတို့ကို work permit cancel လုပ်ခိုင်းမယ်ဆိုတော့တခြားလုပ်ကိုရှာဒီအလုပ်မှာနေမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးနဲ့အလုပ်သမားကိုသူတို့ treat ပေးမှာဖြစ်ပါတယ်အလုပ်သမားကို blacklist ထဲမှာမဟုတ်ငါမသိဘူးလေငါကတော့ဒီမှာ agent တွေနဲ့လာပြီးတော့လုပ်ပြရတာပဲငါမသိဘူးဆိုတော့ရတယ်လို့ပဲငါသိတာဆိုတော့ဘာမှမသိဘူးဆိုပြီးတော့ငင်းရမယ်အလုပ်သမားတဝင်းနေတာသိတာပဲဆိုပြီးတော့ပြောလိုက်ရင်တော့အလုပ်သမားလည်းသိလျက်နဲ့ဖြစ်နေဆိုရင်တော့ပြဿနာတက်မယ်ဘာဖြစ်လို့ WPNTS သမားဒီပညာရည်ချင်းအရာဘာမှသူတို့တောင်းတာမဟုတ်ဘူးဆိုတော့သူတို့ကဒီ WPNTS သမားတွေကိုပြောရရင်တော့ educated level နဲ့သူတို့ဘယ်တော့မှမ treat ဘူးနော်ဆိုတော့ဒါကြောင့်မလို့တတိတွေကိုသူတို့ကဒဏ်ရမှာဖြစ်ပါတယ်ဒေါ်လာ1000 2000 3000 4000စသည်အဖြစ်ရိုက်မယ်သူမဟုတ်သူတို့ရဒီနောက်ထပ်လူတွေခေါ်လို့မရအောင်သူတို့ကဒဏ်မျိုးရိုက်မှာပေါ့ဒါကတော့ကျွန်တော်တို့အဲ့လောက်ထိစိတ်မဝင်စားဘူးပေါ့နော်ဒါပေမဲ့ဒီလိုကိုတာကိုလှည့်ပြီးတော့သုံးတယ်ဆိုတာကျွန်တော် support လုပ်တာမဟုတ်ဘူး support လုပ်တာမလုပ်တာအဓိကမဟုတ်ဘူးသူတို့ကသုံးတယ်ဆိုတာပဲကျွန်တော်ပြောပြတာနော်ဆိုတော့ကျေးဇူးများတင်တယ်ဒီခုမေးလို့